ဒါပေါ့နော်ဒီနေ့ဒီ MUA အတွက်ကောနေ့စဉ်နေ့တိုင်းမှာ glue free eyelash တွေတက်တဲ့သူတွေအတွက်ကောဒါဒီနှစ်ရက်မှာစမ်းပြီးတော့သုံးလို့ကောင်းတဲ့ eyelash လေးနဲ့ဒါပြောပြပေးမယ် review ပေးပေးမယ်ပေါ့နော်အခုဒီဟာဆိုလို့ရှိရင်ပေါ့နော်ဒါတက်ထားတဲ့ဟာလေးကဒီဟာလေးပါအခုကခွာထားလို့ကွာနေရပါတော့ဟိုသူဒီဟာလေးတက်ထားတာသူ့တဘိုးကလေ8800ရှိတယ်ဒါပေမဲ့ဒါ9800နဲ့ရလိုက်တာဘာလို့လဲဆိုတော့ဒီပေါ့နော် packaging လေးနည်းနည်းလေးကွဲနေတဲ့ဟာမျိုးလေးပေါ့နော်အဲ့ဟာလေးတွေကိုသူက error save ဆိုပြီးတော့ချလိုက်တာပေါ့နော်အဲ့လို discount အနေနဲ့ချလိုက်တာဖြစ်တဲ့တော့ဒါဟောစမ်းကျင်တဲ့ဟာလေးတွေဒါဝယ်ထားလိုက်တယ်ပေါ့နော်အဲ့ဟာကိုအခုဒီဂျားထဲမှာ client ကိုပြင်ပေးဖို့လည်းရှိရတဲ့အတွက်ကြောင့်မလို့ပေါ့နော်ဒါဒီဟာလေးကိုစမ်းပြီးတော့သုံးကြည့်နေအောင်ကိုတိုင်းသုံးပြီးတော့မှအဆင်ပြေတော့မှလည်း client ကိုတက်ပြီးလို့အဆင်ပြေမှာဆိုတော့လေအဲ့ဒါစမ်းကြည့်နေတဲ့အချိန်မှာဒီ eyelash လေးဆိုလို့ရှိရင်လေအဲ့ဒါမနေ့ကမနက်ထဲကနေပြီး make up ပြင်ပြီးတော့တနေ့ကုန်တော့ဆိုင်ကင်းနဲ့ပဲတော်လာလေးစမ်းနေလဲတွာလာပြီးတော့မှညဘက်အထိကိုဒါ make up ဖြတ်တယ်ပြီးတဲ့ခါကျမျက်နှာတက်တယ်အခုဒီတညအိပ်ပြီးတော့အခုမနက်မှာ make up ဖြစ်ကိုညနာတက်ပြီးတော့အခုစမ်းခရင်လေးယူထားပါတော့အဲ့လိုအချိန်ကြီးအထိကိုဟဲ့မျက်တောင်လေးကမကျွတ်သွားဘူးအဲ့တော့ဒါအနေနဲ့အခု client ရောက်သုံးပြီးရခါကျအလှူတွေပါလှည့်ရခါကျရပေါ့နော်လေတိုက်တဲ့ခါမျိုးတွေမှာလည်းဟိုမျက်တောင်ဒီ glue free ဟာလေးတွေတချို့တစ်ခါတည်းကြလို့ရှိရင်တော့တရှင်တော့အဲ့ဒါသုံးတဲ့ဟာတွေကျဆိုင်ကယ်လေးဆန်အောင်မခံနိုင်ဘူးဒါမနေ့အဲ့တော့မှန်မချပဲနဲ့တော့မှန်တယ်ပြီးတော့ဟိုတနေ့ကုန်လို့ဟိုပြေးဒီပြေးနဲ့ကျစီဖို့ဘာညာလဲလုံလာပြီးတော့မှအဲ့ဒီတက်ထားဟာအခုချိန်ထိကိုခံလေတော့မယ်အဲ့ဒါကြောင့်မလို့ပေါ့နော်ကိုက eyelash ကိုလေဘလောက်တိုက်ပြုတ်ထွက်သွားဘူးပြည့်ရခါကြိုင်ပေါ့နော်ဟိုကတ်အားလဲတအားကောင်းတယ်ကော်ကားလဲတအားကောင်းပြီးတော့ပေါ့နော်လုံးဝဟိုတဘာဝဆန်ရွေးချက်စရာဒီဇိုင်းတွေအများကြီးရှိရတဲ့ဆိုလို့ရှိရင်ဒီလေ pretty fast ဆိုပြီးတော့ပေါ့နော်ဒီတစ်စိတ်ကလေးဒါဆိုင်နာမည်လည်း pretty fast ပဲသူ့စီမှာပျက်စီးရအများကြီးရှိရကွာတိလားဟို China brand တွေတော်တော်များများပေါ့နော်သုံးကောင်းတဲ့ဟာမျိုးတွေသူ့စီမှာရောင်းတာတွေ့ရတယ်ဒါတော့အဲ့ဟာတွေတော့ဒါတော့မဆန်းဘူးဒါပေမဲ့ဒါဒီ eyelash လေးကိုဆန်းချင်တာဖြစ်တဲ့အတွက်ကြောင့်သူတို့စီကနေပြီးတော့တလောက်မှာလိုက်တယ်ပေါ့နော်ဒါကကြတော့အောက်မျက်တောင်သူပါဒီဟာလေးကကျတော့ဒါအခုတက်ထားတဲ့ design လေးပေါ့နော်ဟိုဒီမှာကျတော့ဒါလေးကလည်းအောက်မျက်တောင်တူတာဟိုနေ့ကစမ်းပြီးတော့တက်ထားတဲ့ဟာလေးတစ်ဖက်မှာလေးသူကလေး3ခုလောက်ဆိုလို့ရှိရင်ပေါ့အောက်ကလေးမျက်လုံးလေးကဝင်းလေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ကိုက4ခုလောက်သုံးရှိနေဆိုလို့ရှိရင်တော့သုံးလို့ရတယ်ဒီမှာသူကတစ်ဖက်ကို6ခုစီပါတယ်ပေါ့နော်12ခုတန်းပုံစံမျိုးနဲ့ပါတာတော်တော်များများသုံးလို့ရတယ်ကွာတစ်ဖက်ကို3ခုနဲ့ပဲတို့ရတောင်းမယ်ဆိုလို့ရှိရင်တော့မှဒီဟာက1 2 3 4 5 6 9 10အခု20ပါတယ်အစုံ20ပေါ့နော်အခါ20စာသုံးလို့ရတယ်ကိုကတစ်ဖက်ထဲမှာ3ခုပဲတက်မယ်ဆိုလို့ရှိရင်အခါ20စာသုံး